သေပြီဆိုလို့ရှိရင်သူပိုင်တာပါရှိတယ်နော်သေချာစဉ်းစားကြည့်ရာထူးဘလောက်ကြီးပစ္စည်းဥစ္စာတွေဘလောက်ချမ်းသာဘာတွေပဲပိုင်လူတယောက်ဟာမျက်စိနှလုံးလေးမိတ်ပြီးတော့သေသွားတာနဲ့တပြိုင်နက်အဲ့ဒီအခွင့်အရေးတစ်ခုမှမကြံတော့သူပိုင်တာတစ်ခုမှမရှိတော့သေဆုံးသွားလိုက်တာနဲ့တပြိုင်နက်အကုန်လက်လွတ်ဆုံးရှုံးသွားနောက်ဆုံးမှာကိုယ်တိုင်ဆောက်ပြီးနေတဲ့အိမ်မောတောင်မှကြာမထားဘူးတခြားပို့ပြခါတေချာပိုင်ဆိုင်မှုတွေလည်းအကုန်ဆုံးသတ်သွားပြီကိုယ်အိမ်မောတောင်ကိုနေလို့မရတော့ဘူးကိုမိသားစုကလည်းကိုယ်ကိုခွဲသွားပြီအဲ့တော့မျက်စိလေးနှလုံးမမိတ်ခင်လေးတော့ဟာဘာတွေပိုင်နေညာတွေပိုင်နေစသဖြင့်ပိုင်ဆိုင်မှုတွေနဲ့ဂုဏ်ယူဝင်ကြွားပြီးနေနိုင်တော်လဲပဲသေခြင်းတရားနဲ့ရင်ဆိုင်လာလို့ဘဝကိုဆုံးလိုက်ပြီးဆိုတဲ့အချိန်ကစပြီးပိုင်ဆိုင်မှုတွေအလုံးဆုံးရှုံးသွားပြီတဲ့ဒါဖြင့်သူပိုင်တာဘာရှိတော့ဘာပိုင်တာရှိတော့ကိစ္စအာရယခိစ္စတိနောက်မောဟသွားတာသူတယောက်တည်းသွားတော့ဘာယူပြီးတော့အိမ်မောကဆင်းသွားတော့ကားကိုယူသွားလို့ရလားစိတ်နေရွှေတွေယူသွားလို့ရလားပိုက်ဆံတွေယူ